လာပါဒီနေ့ကတော့ပြပြချင်တာစွန့်စားရေးလားအလုပ်တစ်ခုဆိုတာစွန့်စားမှုဖြစ်တယ်လို့ယုံကြည်မှုတစ်ခုလည်းဖြစ်တယ်ဒါကြောင့်တချို့တလေတွေကကျတော့အလုပ်အခိုင်အရန်ရှားနေတာအခုခေတ်မှာဆိုရင်ပိုလုတ်တောင်ဆိုတဲ့အလုပ်အခိုင်အခွင့်အရေးတွေကပိုပြီးမှတောင်ရှားပါတယ်အလုပ်မရှိဘူးအခိုင်မရှိဘူးပဲပြောနေကြတယ်အဲ့ဒါလိုပဲကိုကအမြဲတမ်းဒီ negative ကိုပဲကိုကပြောနေမယ်အမြဲတမ်းလုပ်နေမယ်အမြဲတမ်းစဉ်းစားနေမယ်ဒါနဲ့ပဲအမြဲတမ်းအချိန်ကုန်နေမယ်ဆိုတော့ကိုကဘရောမှာအလုပ်ရှိမှာမဟုတ်ပါဘူးအလုပ်လည်းရှာတွေ့မှာမဟုတ်ဘူးအဲ့ဒါကြောင့်ဒီအရာတွေနဲ့ပဲကိုကအမြဲတမ်းပိတ်မိနေဆိုရင်အလုပ်လုပ်ရတာလွယ်မှာမဟုတ်ပါဘူးပတ်စံရှာရတာလည်းလွယ်မှာမဟုတ်ပါဘူးလို့အလုံးပြောပြချင်တယ်ဒါကြောင့်လူတိုင်းကအလုပ်ရှိဖို့လိုအပ်တယ်အလုပ်ရှိမှပဲကိုဟာကိုယုံကြည်ချက်ရှိတယ်အလုပ်မလုပ်ရတဲ့သူနဲ့အလုပ်လုပ်ရတဲ့သူကိုဒီတိုင်းနှိုင်းရှင်ကြည့်အလုပ်လုပ်ရတဲ့သူတွေကကျတော့ပို့ပြီးမှတက်ကြွတယ်ပို့ပြီးမှသူတို့ယုံကြည်မှုရှိတာကိုတွေ့ရတယ်အလုပ်မလုပ်ရတဲ့သူကသူတို့ယုံကြည်မှုအရင်နေတယ်သူတို့တွေးနေတဲ့အတွေးတွေကလည်းဟာငါကဘာမှမတက်တာဘာမှမသိတာအဲ့ဒါကြောင့်လို့လည်းဖြစ်လာမှာမဟုတ်ဆိုတော့စိတ်ကြီးကအမြဲတမ်းသူတို့လွှမ်းမိုးနေတယ်အဲ့ဒါကြောင့်သူတို့ယုံကြည်မှုမရှိဘူးဒါကြောင့်အလုပ်ကိုလွယ်ကူစွာနဲ့ရချင်တယ်ဆိုရင်ဆက်စုပါစူးစမ်းပါလေ့လာပါအခွင့်အရေးတွေကိုရှာဖွေပါအခွင့်အရေးလာမှာကိုပဲမဆောင်ပါနဲ့ကိုကစောင့်တာထက်ကိုကရှာဖွေတယ်ဆိုရင်ဒီအရာကကိုကို excited အရင်ဖြစ်ပါတယ်အခွင့်ကောင်းလာမှာကိုပဲမဆောင်ပဲနဲ့ကိုတိုင်းအခုကနေစတင်လှုပ်ဆောင်လိုက်ပါလို့ပြပြစင်တယ်ပြည့်ရတဲ့ကိုကမှားမှာမကြောက်ပါနဲ့အလုံးမလုံးတော့မှားမှာမဟုတ်အလုံးလုံးလို့ဆိုရင်အမှားမှာပဲဒါကြောင့်အမှားကနေပဲသင်ခန်းစာယူပါပိုကောင်းအောင်လှုပ်ဆောင်ပါအမှားကလူတွေရဲ့အလုပ်တက်တယ်ပဲဖြစ်တယ်တခါတည်းဆိုတော့ကိုမလိန်ပါခဲ့တော့ပဲကိုဟာကိုကျေးဇူးတင်တယ်ပြောရမှာပေါ့နော်ငရေတော့မှာကိုအယမ်းမှားတယ်လို့တယ်အယမ်းဆိုးတဲ့အခါမှာကြီးလာတဲ့အခါမှာကိုကဒီအမှားတွေကိုဟာကိုပြန်ပြီးမှပြုပြင်လို့ရသွားတယ်အဲ့ဒါကြောင့်တခါတလေတော့ကိုကိုမှားခွန်ပေးလိုက်ပါလို့ပြပြချင်တယ်အခွင့်အရေးကိုမဆောင်ပဲနဲ့အခွင့်အရေးကိုကိုဟာကိုရှာဖွေတတ်အောင်လှုပ်ဆောင်ကြည့်ပါလို့အားလုံးကိုခွန်အားပေးချင်တယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဒီဗီဒီယိုလေးကနေကိုယ့်အတွက်အကျိုးတစုံတရာရရှိရဆိုရင်ဒီ page မှာဖြစ်ဖြစ် comment မှာဖြစ်ဖြစ်ရေးသွားလို့ရတယ်အားလုံးကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် see you bye bye